သွေးလင်းထက်ကိုဒိုင်းနီကမျက်နှာလိုက်ခဲ့ရလား155 140ကောင်ပွဲကမကျေနပ်စရာအဆုံးဖြတ်များဒီနေ့ဇန်နဝါရီ30ရက်ညဟာမြန်မာလက်ဝိလောကအတွက်တကယ်ကိုရှင်တလက်လက်ဖြစ်ခဲ့ရတဲ့ညတညပါပဲထိုင်းနိုင်ငံရဲ့အထင်ကရလုံမနီအားကစားကွင်းကြီးထဲမှာမြန်မာကောင်ဆောင်သွေးလင်းထက်နဲ့ထိုင်းကျော်မော်ကွန်ချိုင်းတို့ရဲ့ကောင်တွေဆိုင်ဟာတကဘာလုံးကစောင့်ကြည့်ရလောက်အကျိန်နဲ့ရှိခဲ့ပါတယ်ဒါပေမဲ့ပွဲအပြီးမှာတော့အားလုံးကမယုံနိုင်အောင်ဖြစ်ခဲ့ရသလိုအငင်းပွားစရာရလဒ်တွေလည်းထွက်ပေါ်လာခဲ့ပါတယ်။သွေးလင်းထက်ဟာတကယ်ပဲကွန်ချိုင်းကိုရှုံးခဲ့ရလား။ဒါမှမဟုတ်ဒိုင်းနီရဲ့အဆုံးဖြတ်ကားပဲမြန်မာဖိုက်တာပေါ်တရားမျှတမှုမရှိခဲ့တာလား။ပထမချီမာကလေးကသွေးလင်းထက်ဟာပွဲကိုအသာစီးရဖို့ကြိုးစားခဲ့တာပါ။သူအားကိုတဲ့ပတ်တထောင်တွေနဲ့ညလက်သည့်အပြင်းစားတွေကိုသုံးပြီးကွန်ချိုင်းကိုထိုးပေါက်ဖို့ကြိုးစားခဲ့ပါတယ်။သူအားကိုတဲ့ပတ်တထောင်တွေနဲ့ညလက်သည့်အပြင်းစားတွေကိုသုံးပြီးကွန်ချိုင်းကိုထိုးပေါက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကွန်ချိုင်းကလည်းတာမန်ဖိုက်တာမဟုတ်ပါဘူး။ရောဂျာဒမန်နာမွေတိုင်းကကမ္ဘာချန်ပီယံဟောင်းပြီးသွေးလင်းထက်ရဲ့အဝင်ကိုစောင့်ပြီးတီးကြတဲ့ခြေကန်ချက်တွေတွဲလုံးနေနဲ့ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။ဒုတိယချီမှာတော့ပွဲကပိုပြီးအရှိန်တက်လာပါတယ်။သွေးလင်းထက်ကရှေ့ကိုတိုးပြီးတိုက်ဆင်ဆင်မိမိကွန်ချိုင်းရဲ့တုတ်ပြန်နေတတောင်ရိုက်ချက်တွေနဲ့ထောက်လက်တီတွေကသွေးလင်းထက်ကိုအတော်လေးအခက်တွေ့စေခဲ့တာပါ။အထူးသဖြင့်ကွန်ချိုင်းရဲ့အမြင့်ကန်ချက်တွေဟာသွေးလင်းထက်ကိုအလူးလဲခံလိုက်ရစေပါတယ်။ဒါပေမဲ့မြမအသိန်းနှလုံးနဲ့သွေးလင်းထက်အောင်နောက်မဆုတ်တိုင်ပြန်လဲတုံ့ပြန်ခဲ့တာကြောင့်ပရိသတ်တွေဟာအသက်ရှူဖို့တော့မရလောက်ဖြစ်ခင်ရပါတယ်။တတိယချီမှာတော့နှစ်ယောက်စလုံးအားကုန်သုံးပြီးထိုးသက်ခဲ့ကြပါတယ်။သွေးလင်းထက်ပွဲကိုအဆုံးသတ်နိုင်ဖို့တတောင်တွေကိုအဆက်မပြတ်သုံးနိုင်ခဲ့ပေမယ့်ကွန်ချိုင်းရဲ့အတွေ့အကြုံရင့်ကျက်တဲ့ကာကွယ်မှုတွေအောက်မှာထိရောက်တဲ့အမတ်ရဖို့ခက်ခဲသွားခဲ့ပါတယ်။ဒီပွဲပြီးမှာတော့ဆိုရှယ်မီဒီယာပေါ်မှာပရိသတ်တွေရဲ့အမြင်တွေကတော်တော်ကိုတောက်လောင်နေပါတယ်။ပထမအမြင်ကတော့ဒိုင်းနေပေါ်မကျေနပ်မှုပါ။သွေးလင်းတက်ကပွဲရုပ်ပိုးပြီးထိန်းချုပ်နိုင်ခဲ့တာကွန်ချိုင်းကအမတ်ရလောက်အောင်ပဲကစားသွားတာလို့မြင်ကြတဲ့မြန်မာပရိသတ်တွေအများကြီးပါ။မြန်မာဖိုက်တာတွေကထိုင်းပြည်မှာထိုးရင်အမတ်နဲ့ဆိုအမြဲတမ်းခံရတယ်ဆိုတဲ့အတန်လေးလေကြဲကြဲလောင်လောင်ထွက်ပေါ်နေပါတယ်။သွေးလင်းထက်ကအသေးကောင်းပေမဲ့ကွန်ချိုင်းရဲ့တိကျတဲ့ခြေကန်ချက်တွေနဲ့တွဲလုံးတွေကိုမကာကွယ်နိုင်ခဲ့တာကတော့အမတ်ရော့စရာဖြစ်သွားတယ်လို့ဝိုင်းရင်ပရိသတ်တွေကဆိုပါတယ်။ကွန်ချိုင်းကဒီချက်ပိုများထိုးနိုင်ခဲ့တာကြောင့်ဒိုင်ယာလုံးရဲ့တညီတညွတ်တဲ့အဆုံးဖြတ်ကိုရသွားတာလို့သုံးသပ်ကြပါတယ်။ဒါပေမဲ့အားလုံးသဘောတူကြတာတခုကတော့သွေးလင်းထက်ရဲ့စိတ်ဓာတ်ပါချန်ပီယံဟောင်းတယောက်ကို၃ချီပြည့်ရှုံးမပေးပဲရှင်ပြိုင်ထိုးနိုင်ခဲ့တာဟာသူ့ရဲ့လမ်းလာကိုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။သွေးလင်းထက်အတွက်စိတ်မကောင်းဖြစ်ရပေမယ့်ဒီနေ့ညမှာပဲကျမတို့မြန်မာပြည်သက်တွေအတွက်ဂုဏ်ယူစရာသတင်းတစ်ခုရှိပါသေးတယ်။အဲဒါကတော့မွန်ဖိုက်တာဆရက်ပါဆရက်ကတော့သူ့ရဲ့ပြိုင်ဘက်ကိုအပြတ်သက်အနိုင်ယူပြီးမြန်မာတို့ရဲ့အောင်ပွဲကိုလုံမနီကွင်းကြီးထဲမှာကြွေးကြော်နိုင်ခဲ့ပါတယ်။ဒါကြောင့်155 140ဟာမြန်မာတွေအတွက်နိုင်တပွဲရှုံးတပွဲနဲ့သင်ခန်းစာတွေအများကြီးရခဲ့တဲ့ညတညလို့ပြောလို့ရပါတယ်။သူလင်းထန်အနေနဲ့လည်းဒီရှုံးနေမှုကနေသင်ခန်းစာယူပြီးနောက်ပွဲတွေမှာဒီထက်ပိုမိုတောင့်တင်းတဲ့ကာကွယ်မှုပိုမိုတိကျတဲ့တိုက်စစ်တွေနဲ့ပြန်လာနိုင်လိမ့်မယ်လို့ကျမတို့အပြည့်အဝယုံကြည်ပါတယ်ရှင်။